သင်လိုချင်တဲ့အနာဂတ်ကိုသင်ကိုယ်တိုင်ရေးဆွဲနိုင်တယ်ဆိုတာသင်ယုံကြည်ပါသလားကျွန်ုပ်တို့ရဲ့အတွေ့တစ်ခုချင်းစီမှာစัจ java ကိုတုံခါစေနိုင်တဲ့ကြိမ်နှုံးတွေရှိပါတယ်အဲ့ဒီကြိမ်နှုံးတွေကိုအသုံးချပြီးတော့သင်စီကိုစီးစိမ်ဥစ္စာပျော်ရွှင်မှုနဲ့အောင်မြင်မှုတွေဘယ်လိုဆွဲဆောင်မလဲဆိုတာဒီနေ့မှသိရတော့မှာပဲဖြစ်ပါတယ်စာရေးဆရာမရွန်ဒါဘန်းရဲ့ကဘာကိုကင်လုပ်ခဲ့တဲ့ The Secret ဆိုတဲ့လှုပ်ဝက်ချက်ဟာတန်ပေါင်းများစွာသောလူတွေရဲ့ဘဝကိုအမှောင်ထဲကနေအလင်းထဲကိုဆွဲထုတ်ပေးခဲ့ပါပြီအခုတစ်ခါမှာတော့မြန်မာပြည်သူပြည်သားတွေအတွက်စွမ်းအားအသစ်တွေရရှိစေဖို့ Power for Myanmar Channel ကနေအတန်ထွက်စာအုပ်အဖြစ်တင်ဆက်ပေးလိုက်ပါတယ်စัจ java ကြီးကတင့်ကိုအလုပ်အကျွေးပြုဖို့စောင့်ဆိုင်းနေပါပြီရွန်ဒါဘန်းရဲ့ The Secret ကို2006ခုနှစ်တွင်ထုတ်ဝေခဲ့ပြီးတော့လူကြိုက်များသောကိုမြင့်တင်ရေးစာအုပ်တအုပ်ဖြစ်ခဲ့ပါတယ်ဒီစာအုပ်ကဘာသာစကားပေါင်း90ကျော်ကိုပြန်ဆိုထားပြီးတော့ကမ္ဘာတဝန်းမှာအုပ်ရည်တန်း30ကျော်ရောင်းချခဲ့ရပြီလည်းဖြစ်ပါတယ်ဒီဆွဲဆောင်ခြင်းနီးရမှာဆိုတဲ့အကြောင်းကိုအားလုံးနားလည်အောင်လို့ကျွန်တော်ကအပိုင်း၄ပိုင်းနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အပိုင်း1လှုပ်ဝက်ချက်ရဲ့အစနဲ့ဆွဲဆောင်မှုနီးရမှာလောကကြီးမှာလူတိုင်းမသိနိုင်တဲ့ဒါပေမဲ့အောင်မြင်သူတိုင်းအတန်တိတ်အသုံးချနေတဲ့လှုပ်ဝက်ချက်တစ်ခုရှိနေတယ်ဆိုတာသင်သိပါသလားအဲ့ဒီလှုပ်ဝက်ချက်ဟာကျွန်ုပ်တို့ရဲ့ဘဝကိုအခြေခံကနေပြောင်းလဲပြစ်နိုင်စွမ်းရှိပါတယ်2006ခုနှစ်မှာရွန်ဒါဘန်းဆိုတဲ့အမျိုးသမီးက The Secret လို့အမည်ရတဲ့စာအုပ်တအုပ်ကနေတဆင့်ဒီလှုပ်ဝက်ချက်ကိုတစ်ကမ္ဘာလုံးသိအောင်ထုတ်ဖော်ခဲ့ပါတယ်ဒီစာအုပ်ဟာဘာသာစကားပေါင်း90ကျော်ပြန်ဆိုရလောက်အောင်ကိုလူသားတွေပေါ်ဩဇာတက်ရောက်ခဲ့ပါတယ်ဒီနေ့မှာတော့ကျွန်ုပ်တို့ဟာအဲ့ဒီလှုပ်ဝက်ချက်ရဲ့အနက်ရှိုင်းဆုံးအဓိပ္ပာယ်တွေနဲ့သင်ဘဝကိုဘယ်လိုပုံဖော်မလဲဆိုတာကိုအသေးစိတ်လေ့လာသွားကြမှာဖြစ်ပါတယ်ဆွဲဆောင်မှုနိယာမဆိုတာဘာလဲ The Law of Attraction The Secret ရဲ့အဓိကအနှစ်သာရကတော့ဆွဲဆောင်မှုနိယာမပဲဖြစ်ပါတယ်ဒီနိယာမကဘာကိုဆိုလိုတာလဲဆိုရင်ကျုပ်တို့စိတ်ထဲမှာဆွဲမြဲစွာထားရှိတဲ့အတွေးတွေရဲ့ပုံရိပ်တွေဟာကျွန်ုပ်တို့ရဲ့လက်တွေ့ဘဝတွေကိုတကယ်အဖြစ်အပျက်တွေအဖြစ်ဆွဲဆောင်ယူဆောင်လာတယ်ဆိုတာပါပဲရိုးရိုးလေးပြောရရင်သင်စိတ်ထဲမှာဘာတွေတွေးနေတယ်လဲအဲ့ဒီအတွေးတွေကသင်ဘဝဖြစ်တည်မှုကိုဖန်တီးနေတာပါသင်ဟာစัจ java ထဲမှာအစွမ်းအထက်ဆုံးတန်လိုက်တစ်ခုဖြစ်ပါတယ်သင်ရဲ့အတွေးတွေဟာတန်လိုက်စွမ်းအင်တွေထုတ်လွှတ်နေပြီးတော့အဲ့ဒီစွမ်းအင်နဲ့ထပ်တူကြတဲ့အရာတွေကိုသင်ထံကိုပြန်လဲဆွဲခေါ်လာပါလိမ့်မယ်ဒီနိယာမဟာအခုမှပေါ်လာတဲ့အသစ်အဆန်းမဟုတ်ပါဘူး။သမိုင်းတစ်လျှောက်မှာထူးချွန်ထက်မြက်တဲ့ပညာရှင်ကြီးတွေအနုပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေဟာဒီလှုပ်ဝက်ချက်ကိုသိခဲ့ကြပါတယ်။စာပေလောကမှာဆိုရင်တော့ဝီလီယံရှိတ်စပီးယားနဲ့ဝီလီယံဘလိတ်တို့လိုကဗျာဆရာကြီးတွေဂီတလောကမှာဆိုရင်ဘီတိုဗင်လိုပါရမီရှင်တွေသိပ္ပံအတွေးခေါ်လောကမှာဆိုရင်ဆိုကရေတီပလီတိုအိုင်းဇက်နျူတန်နဲ့အီဗာဆန်တို့လိုပုဂ္ဂိုလ်ကြီးတွေဟာဒီနိယာမကိုသူတို့ရဲ့လက်ရာတွေသွန်သင်ချက်တွေကနေတဆင့်အရေးအမှုဖော်ပြခဲ့ကြပါတယ်။ရှေးဟောင်းဘေဘီလုံယဉ်ကျေးမှုကနေအီဂျစ်ယဉ်ကျေးမှုအထိဟိန္ဒူဘာသာဗုဒ္ဓဘာသာခရစ်ယာန်ဘာသာနဲ့အစ္စလမ်ဘာသာဝင်တို့ရဲ့ကျမ်းစာတွေထဲမှာအဲ့ဒီဆွဲဆောင်မှုနိယာမရဲ့အရေးအယောင်တွေကိုတွေ့နိုင်ပါတယ်။ဒါဟာလူမျိုးဘာသာမရွေးနေရာဒေသမရွေးအလုတ်လုံနေကြတဲ့စัจ java ရဲ့ထာဝရနိယာမတစ်ခုပဲဖြစ်ပါတယ်။အတွေးတွေသည်ကြိမ်နှုံးဖြစ်သည်ကျွန်ုပ်တို့ရဲ့အတွေးတိုင်းမှာကြိမ်နှုံးတစ်ခုရှိပါတယ်။သင်ကတစ်ခုခုကိုထပ်ခါတလဲလဲတွေးနေတဲ့အခါဒါမှမဟုတ်သင်စိတ်ထဲမှာပုံရိပ်တစ်ခုကိုထင်ထင်ရှားရှားပုံဖော်နေတဲ့အခါသင်ဟာအဲ့ဒီကြိမ်နှုံးကိုစัจ java ထဲကိုထုတ်လွှတ်နေတာပါ။အဲ့ဒီလွှင့်ထုတ်လိုက်တဲ့ကြိမ်နှုံးဟာတန်လိုက်လိုပဲအလုပ်လုပ်ပြီးတော့အပြင်လောကမှာရှိတဲ့အလားတူကြိမ်နှုံးရှိတဲ့အရာတွေကိုသင်စီကိုပြန်ပို့ပေးနေပါတယ်။ဥပမာသင်ဟာချမ်းသာကြွယ်ဝမှုကိုပဲအမြဲအာရုံစိုက်ပြီးတော့တွေးနေမယ်ဆိုရင်သင်ဟာချမ်းသာကြွယ်ဝခြင်းကြိမ်နှုံးပေါ်မှာရှိနေတာပါ။စัจ java ကအဲ့ဒီကြိမ်နှုံးကိုတုံ့ပြန်ပြီးသင်စီကိုငွေကြေးနဲ့အခွင့်အလမ်းတွေရောက်လာအောင်ဖန်တီးပေးပါလိမ့်မယ်။ဒါပေမဲ့အပြန်လန်းအဖြစ်တော့သင်ကငါမှငွေမရှိဘူး။ငါကတော့ကန်ဆိုးတာပဲဆိုတဲ့အဲ့ဒီလိုအတွေးမျိုးကိုပဲတွေးနေမယ်ဆိုရင်တော့သင်ဟာမရှိခြင်းနဲ့စင်ရဲခြင်းကြိမ်နှုံးကိုပဲလွှင့်ထုတ်နေတာဖြစ်လို့သင်စီကိုအခက်အခဲတွေပဲထက်ခါရောက်လာမှာဖြစ်ပါတယ်။လက်ရှိဘဝသည်
အတိတ်အတွေးများ၏ရလက်ဖြစ်သည်အခုသင်ပိုင်ဆိုင်ထားတဲ့ကျမ်းမာရေးစီးပွားရေးနဲ့ပတ်ဝန်းကျင်ဟာသင်ရဲ့အတိတ်ကတွေးတောခဲ့တဲ့အတွေးပုံရိပ်တွေရဲ့ရလက်ပဲဖြစ်ပါတယ်ဒါကိုသိလိုက်ရတာဟာစိတ်တက်ကြဖို့မဟုတ်ဘဲနဲ့အားတက်ဖို့ဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်အတိတ်ကအတွေးတွေကလက်ရှိဘဝကိုဖန်တီးခဲ့တယ်လို့မျိုးယခုလက်ရှိမှာသင်ပြောင်းလဲလိုက်တဲ့အတွေးတွေကသင်ရဲ့အနာဂတ်အသစ်ကိုဖန်တီးပေးနိုင်လို့ပဲဖြစ်ပါတယ်မိမိကိုယ်ကိုမိမိအမြဲတမ်းမေးခွန်းထုတ်ကြည့်ပါငါအခုဘာတွေတွေးနေတယ်လဲလို့သင်ဟာအကောင်းမြင်စိတ်နဲ့အောင်မြင်မှုတွေကိုပဲအာရုံစိုက်နေသလားဒါမှမဟုတ်ကြောက်ရွံ့မှုနဲ့စိုးရိမ်ပူပန်မှုတွေကိုပဲအာရုံစိုက်နေသလားဒီလိုအပ်ချက်ကိုနားလည်သွားပြီဆိုရင်တော့သင်ဘဝရဲ့ဥတီယာကိုပြောင်းလဲဖို့သင်မှာအခွင့်အရေးအပြည့်အဝရှိသွားပါပြီအပိုက်နဲ့လှုပ်ဝက်ချက်ကိုအသုံးချခြင်းနဲ့ဖန်တီးမှုအဆင့်ဆင့်ရှေးဟောင်းပုံမြင်ထဲမှာ Elastin နဲ့မော်မီကွက်အကြောင်းကိုသင်မှတ်မိအောင်ပါ Elastin ကမီးကွက်ကိုပုတ်လိုက်တဲ့အခါအေယာမှဂျင်းနီကြီးထွက်လာပြီးတော့သင်အလိုရှိရသည်ကျွန်ုပ်၏အမိန်တော်ဖြစ်သည်လို့အမြဲတမ်းပြောလို့ရှိပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကဂျင်းနီဟာ Elastin တောင်းသမျှကိုဒါကတော့ဖြစ်နိုင်ပါမလားဒါကတော့များလုံးတယ်လို့ဘယ်တော့မှပြန်မေးခွန်းမထုတ်ပါဘူးတကယ်တော့ဤစัจ java ကြီးဟာသင်အတွက်အဲ့ဒီဂျင်းနီကြီးလိုပါပဲသင်ရဲ့အတွေးတိုင်းစကားတိုင်းဟာစัจ java အတွက်အမိန့်တော်တွေဖြစ်နေပါတယ်သင်ကငါအောင်မြင်ခြင်းတယ်လို့တွေးရင်လေစัจ java ကသင်လိုရှိရသည်ကျွန်ုပ်တို့ရဲ့အမိန့်တော်ဖြစ်သည်လို့ဆိုပြီးတော့လမ်းစာတွေရှာပေးပါလိမ့်မယ်အလားတူပဲသင်ကငါတော့ဒုက္ခရောက်တော့မှာပဲလို့တွေးရင်လေစัจ java ကထိုအတိုင်းပဲတုံ့ပြန်ပါလိမ့်မယ်ဒါကြောင့်သင်ဟာသင်ဘဝရဲ့အရှင်သခင်ဖြစ်တယ်လို့စัจ java ကြီးကသင်ကိုအလုတ်အကျွေးပြုဖို့အမြဲအသင့်ရှိနေတယ်ဆိုတာကိုဥစွာနားလည်ထားဖို့လိုပါတယ်ဒီလိုဝက်ချက်ကိုလက်တွေ့အသုံးချဖို့အတွက်ရိုးရှင်းပေမဲ့အစွမ်းထက်တဲ့အဆင့်3ဆင့်ရှိပါတယ်အဆင့်1တောင်းဆိုခြင်း ask ပထမဆုံးအဆင့်ကတော့သင်တကယ်ဘာလိုချင်လဲဆိုတာကိုစัจ java ထံမှာရှင်းရှင်းလင်းလင်းတောင်းဆိုဖို့ဖြစ်ပါတယ်ဒါဟာစัจ java ရဲ့ကတ်တလောက်ထဲကနေသင်လိုချင်တဲ့ပစ္စည်းတစ်ခုကိုရွေးချယ်ပြီးတော့မှားယူလိုက်တာနဲ့တူပါတယ်အရေးကြီးဆုံးအချက်ကရှင်းလင်းပြတ်သားမှုရှိဖို့ပါသင်ကိုယ်တိုင်ကဘာလို့ခြင်းမဲ့တေချာမသိပဲဝေဝေဝါးဝါဖြစ်နေတယ်ဆိုရင်တော့စัจ java ကတင့်စီကိုဝေဝေဝါးဝါရလက်တွေပဲပေးပါလိမ့်မယ်တစ်ချိန်ပဲရှင်းရှင်းလင်းလင်းတောင်းဆိုပါထက်ခါတလဲလဲတောင်းနေစရာမလိုပါဘူးအဆင့်2ယုံကြည်ခြင်း belief ဒုတိယအဆင့်ကတော့အခက်အခဲဆုံးနဲ့အရေးကြီးဆုံးဖြစ်ပါတယ်အဲ့ဒါကတော့သင်တောင်းဆိုလိုက်တဲ့အရာဟာသင်စီကိုမလွဲမသွေရောက်လာတော့မယ်ဒါမှမဟုတ်ရောက်ရှိလို့နေပြီလို့အကျွင့်မဲ့ယုံကြည်ခြင်းပဲဖြစ်ပါတယ်မျက်စိနဲ့မမြင်ရသေးတဲ့အရာကိုပိုင်ဆိုင်ပြီးသားလို့မှတ်ယူရမှာပါသင်ဟာပစ္စည်းတစ်ခုကိုအွန်လိုင်းကနေမှာယူလိုက်တဲ့အခါသင်လက်ထဲကိုပစ္စည်းမရောက်သေးပေမဲ့ရောက်လာမယ်ဆိုတာကိုယုံကြည်ပြီးတော့စိတ်အေးလက်အေးစောင့်နေတယ်လို့မျိုးဖြစ်ရပါမယ်ဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတဲ့နီလန်ဟောင်းဆိုတာကိုသင်စဉ်းစားစရာမလိုပါဘူးနီလန်ကိုရှာဖွေဖို့ကစัจ java ရဲ့တာဝန်သာဖြစ်ပါတယ်သင်တာဝန်ကတော့အဲ့ဒီအရာကိုရရှိဖို့ထိုက်တန်တယ်လို့ယုံကြည်နေဖို့ပါပဲအဆင့်3လက်ခံရယူခြင်း razi နောက်ဆုံးအဆင့်ကတော့လက်ခံရယူခြင်းပဲဖြစ်ပါတယ်ဒါဟာလက်တွေ့ပစ္စည်းကိုကင်တွယ်ရတာထက်သင်ရဲ့စိတ်ခံစားမှုကိုညှိယူခြင်းပဲဖြစ်ပါတယ်သင်လိုချင်တဲ့အရာကိုတကယ်ရရှိသွားတဲ့အခါမှာခံစားရမယ်ပျော်ရွှင်မှုကျေနပ်မှုနဲ့စိတ်လှုပ်ရှားမှုတွေကိုယခုလက်ရှိအခိုက်အတန့်မှာပဲကြိုတင်ခံစားကြည့်ပါအဘဲကြောင့်ဆိုတော့ခံစားမှုကလည်းဆွဲဆောင်မှုနိယာမရဲ့အင်ဂျင်ဖြစ်သောကြောင့်ဖြစ်ပါတယ်သင်ကပျော်ရွှင်နေတဲ့အခါသင်ဟာပျော်ရွှင်စရာတွေကိုဆွဲဆောင်နိုင်တဲ့ချိန်နှုန်းဘက်ကိုရောက်ရှိသွားတာပါသင်ကလိုချင်တာကိုရပြီးသားလို့ခံစားနေရရင်စัจ java ကအဲ့ဒီခံစားချက်နဲ့ကိုက်ညီတဲ့လက်တွေ့ဖြစ်ရက်ကိုသင်ထံကိုအရောက်ပို့ပေးရပါတော့မယ်ကျွန်တော်တို့ရဲ့စိတ်ထဲမှာအတွေးပေါင်းများစွာရှိနေတာကြောင့်အတွေးတိုင်းကိုလိုက်ထိန်ဖို့ခက်ခဲနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ခံစားမှုကတော့ဘယ်တော့မှမလိမ္မာဘူးသင်စိတ်ညစ်နေတယ်စိတ်တူနေတယ်စိုးရိမ်နေတယ်ဆိုရင်သင်ဟာအဆိုးတွေကိုဆွဲဆောင်နေတဲ့လမ်းကြောင်းပေါ်ကိုရောက်နေပြီလို့သတိပြုပါသင်ချမ်းသာနေတယ်ကျေးဇူးတင်နေတယ်ကြည်နူးနေတယ်ဆိုရင်တော့သင်ဟာကောင်းခြင်းမင်္ဂလာတွေကိုဆွဲဆောင်နေတဲ့လမ်းကြောင်းမှန်ပေါ်ရောက်နေတာပဲဖြစ်ပါတယ်ဒါကြောင့်ဘဝမှာဘာပဲဖြစ်ဖြစ်စိတ်ချမ်းသာအောင်နေခြင်းဟာသင်ဘဝကိုအောင်မြင်အောင်တည်ဆောက်နေခြင်းပဲဖြစ်ပါတယ်ပျော်ရွှင်မှုဟာ
အောင်မြင်မှုရဲ့ရလဒ်မဟုတ်ပါဘူးအောင်မြင်မှုရဲ့အကြောင်းအရင်းသာဖြစ်ပါတယ်အပိုင်း3ငွေကြေးတနဆိုင်ရာလှုပ်ဝက်ချက်နဲ့ကြွယ်ဝခြင်းရဲ့နေရာမှာလူတော်တော်များများဟာငွေမရှိဘူးဆိုတဲ့စကားကိုခဏခဏပြောလို့ရှိပါတယ်ငါဒါကိုမဝင်နိုင်ဘူးငါမှာအကျွေးတွေတောင်ပုံရပုံရှိနေတယ်ဆိုတဲ့အတွေးတွေနဲ့ပဲအိယာဝင်အိယာထပြုလုပ်နေကြတာပါဆွတ်ဆောင်မှုနေရာမှာအရာသင်ဟာမရှိခြင်းကိုအာယုံစိုက်နေတဲ့စကြဝဠာကတင့်စီကိုမရှိခြင်းတွေကိုပဲထက်ခါတလဲလဲပို့ပေးနေမှာဖြစ်ပါတယ်သင်ဟာအကျွေးတွေကြည်ခြင်းလို့အကျွေးအကြောင်းကိုပဲနေနေညညတွေးနေမယ်ဆိုရင်သင်ဟာအကျွေးဆိုတဲ့ကြိမ်နှုံးပေါ်မှာရှိနေတာပါထူးဆန်းတာကသင်အကျွေးကြည်ခြင်းလေအကျွေးတွေပုံများလာလေပဲဖြစ်နေတတ်ပါတယ်ဒါကြောင့်ပထမဆုံးလှုပ်ဝက်ချက်ကတော့အကျွေးကိုအာယုံမဆိုင်ဘဲနဲ့ကြွယ်ဝမှုကိုသာအာယုံစိုက်ဖို့ပဲဖြစ်ပါတယ်ဂျက်ကန်ဖီရဲ့ဘဝဆက်ကြောင်းကိုကြည့်ရင်သူဟာငွေကြေးနဲ့ပတ်သက်ပြီးတော့အပြတ်သဘောဆောင်တဲ့ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရသူပါဒါပေမဲ့သူဟာလှုပ်ဝက်ချက်ကိုတည်သွားတဲ့အခါသူ့ရဲ့စိတ်ကိုစတင်လေ့ကျင့်ခဲ့ပါတယ်သင်လည်းဒီနေ့ကစပြီးတော့လေ့ကျင့်နိုင်ပါတယ်လမ်းမေးမှာသင်လိုချင်တဲ့ကားတစ်စီးကိုတွေ့တဲ့အခါဒါမှမဟုတ်တန်ဖိုးကြီးပစ္စည်းတစ်ခုကိုမြင်တဲ့အခါငါတော့မဝင်နိုင်ပါဘူးဆိုတဲ့အတွေးဝင်လာရင်ချက်ချင်းဖြတ်လိုက်ပါပြီးတော့စိတ်ထဲကနေပြီးတော့ငါဒါကိုဝယ်နိုင်တယ်ငါဒါကိုပိုင်ဆိုင်နိုင်တယ်လို့ထက်ကတလဲလဲပြောပါဒါဟာတင့်ကိုတင်လိန်ညာနေတာမဟုတ်ပါဘူးတင့်ရဲ့စိတ်အခြေအနေကိုမရှိခြင်းကြိမ်နှုံးကနေကြွယ်ဝခြင်းကြိမ်နှုံးစီကိုပြောင်းလဲပေးနေတာဖြစ်ပါတယ်တင်ဒီလိုပြောနေရင်စိတ်ထဲမှာတကယ်ပဲချမ်းသာကြွယ်ဝနေပြီလို့ခံစားလာရတဲ့အခါတင့်စီကိုငွေကြေးတွေစီးဆင်းလာဖို့လမ်းကြောင်းတွေပွင့်လာပါလိမ့်မယ်ပေးကမ်းခြင်းကလည်းကြွယ်ဝခြင်းရဲ့လက္ခဏာပဲဖြစ်ပါတယ်ကမ္ဘာပေါ်ကအချမ်းသာဆုံးပုဂ္ဂိုလ်ကြီးတွေကိုလေ့လာကြည့်ရင်သူတို့ဟာအလှူဒါနအလွန်ရရောရတာကိုတွေ့ရပါလိမ့်မယ်ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးသင်ကတခုခုကိုပေးကမ်းလိုက်တဲ့အခါသင်ရဲ့စိတ်နဲ့ထဲမှာငါမှပိုရှင်နေလို့ပေးတာငါမှအများကြီးရှိတယ်ဆိုတဲ့အချက်ပြမှုကိုစัจ java စီလွတ်တွင်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့ပေးကမ်းခြင်းနဲ့စွန့်လွတ်အနစ်နာခံခြင်းကိုတော့ခွဲခြားသိဖို့လိုပါတယ်သင်ကကို့မှာမရှိဘဲနဲ့အတင်းအကျပ်ညှစ်ထုတ်ပြီးပေးနေတာမျိုးပေးလိုက်ရလို့နှမျောတတဖြစ်နေတာမျိုးဆိုရင်အဲ့ဒါဟာမရှိခြင်းကြိမ်နှုံးကိုပဲဖြစ်စေတာပါတကယ်ပေးကမ်းနေဆိုရင်ပေးလိုက်ရလို့ကြည်နူးရမယ်ပျော်ရွှင်ရမယ်ကို့မှာလည်းအများကြီးရှိသေးတယ်လို့ယုံကြည်ရပါမယ်အဲ့ဒီလိုပေးကမ်းခြင်းကသာတင့်စီကိုဆယ်စအစတရာမကပြန်လဲဝင်ရောက်လာစေမှာဖြစ်ပါတယ်စိတ်ကူးပုံဖော်ခြင်းရဲ့စွမ်းအားငွေကြေးကိုဆွဲဆောင်ရမှာအထီးရောက်ဆုံးနည်းလမ်းတစ်ခုကတော့ visualization လို့ခေါ်တဲ့စိတ်ကူးပုံဖော်ခြင်းပါပဲဥပမာအားဖြင့်သင်ရဲ့စာတိုက်တက်တာထဲမှာအမြဲတမ်းငွေတောင်းခံလာတွေပဲရောက်လာတတ်တယ်ဆိုရင်အဲ့ဒီပုံရိပ်ကိုစိတ်ထဲကနေပြောင်းလဲပြလိုက်ပါစာတိုက်တက်တာကိုဖွင့်လိုက်တဲ့အခါငွေတောင်းခံလာတွေအစားငွေသားချက်လက်မှတ်တွေရောက်နေတယ်လို့မြင်ရောင်ကြည့်ပါအဲ့ဒီချက်လက်မှတ်ကိုလက်ထဲမှာကင်ထားရတဲ့ခန်းစားချက်သင်ရဲ့ဘန်းစာအုပ်ထဲမှာကဏန်းတွေတိုးလာတဲ့မြင်ကွင်းတွေကိုအသေးစိတ်ပုံဖော်ပါအဲ့ဒီလိုပုံဖော်နေစဉ်မှာဖြစ်ပေါ်လာတဲ့ကျဉ်းနှံမှုကတန်လိုက်စွမ်းအားကိုဖန်တီးပေးတာပါငွေကြေးဆိုတာစွမ်းအင်တစ်ခုပါပဲသင်ကအဲ့ဒီစွမ်းအင်နဲ့ထပ်တူကြအောင်နေထိုင်တတ်ပြီဆိုရင်ငွေကြေးဟာတင့်စီကိုအာရုံစိုက်စရာမလိုပဲနဲ့အလိုအလျောက်စီးဝင်လာပါလိမ့်မယ်အပိုင်းလေးဘွားရဲ့နောက်ဆုံးလှုပ်ဝက်ချက်မေတ္တာကျမ်းမာခြင်းနဲ့တင့်ရဲ့အစွမ်းကုန်စွမ်းအားကျွန်တော်တို့ဟာချစ်သူကောင်းတယောက်ဒါမှမဟုတ်မိတ်ဆွေကောင်းကိုလိုချင်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့လုပ်ရက်တွေကကျွန်တော်တို့ရဲ့တောင်းဆိုထားတာတွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ် The Secret ထက်ကတာတကားတစ်ခုမှာအမျိုးသမီးတယောက်ဟာသူ့ရဲ့အိမ်တော်ဘက်ကိုရှာဖွေနေပေမဲ့သူ့ရဲ့ကားကိုဂိုးတောင်အလေတက်တက်မှာရပ်ထားတတ်ပါတယ်ဒါဟာသူ့အဖော်အတွက်ကားရပ်ဖို့နေရာမရှိဘူးလို့စัจ java ကိုအချက်ပြနေတာပါသူဟာလှုပ်ဝက်ချက်ကိုတည်သွားတဲ့အခါသူ့ကားကိုဘေးကပ်ရက်တယ်သူ့ရဲ့ဗီဒီယိုထဲမှာအဝတ်အစားတွေဖယ်ပြီးတော့နေရာလွတ်လွတ်တယ်အဲ့ရပေါ်မှာလည်းတစ်ဖက်ကိုကက်အိပ်ပါတယ်ဆိုလိုတာကတော့တင်းတကယ်လိုချင်တဲ့အရာအတွက်တင်းဘွားထဲမှာနေရာလွတ်တစ်ခုကြိုတင်ဖန်တီးထားတာပါပြီးတော့အရေးကြီးဆုံးအချက်ကမိမိကိုချစ်ဖို့ပါတင်းကိုယ်တိုင်ကတင်းကိုမချစ်ပေးနိုင်ရင်စัจ java ကလည်းတင်းစီကိုအချစ်တွေပို့ပေးမှာမဟုတ်ပါဘူးတင်းဟာတန်ဖိုးရှိသူချစ်ဖို့ကောင်းသူလို့ကိုသတ်မှတ်လိုက်တဲ့အခါအဲ့ဒီအတိုင်းပဲတန်ဖိုးထားမဲ့သူတွေ
တင့်စီရောက်လာပါလိမ့်မယ်။ကျမကြီးရဲ့လှုပ်ဝက်ချက်ရေမောခြင်းရဲ့ကုထုံးတစ်ခုခန္ဓာကိုယ်မှာယောဂဝေဒနာခံစားလာရတဲ့အခါကျွန်ုပ်တို့ဟာအဲ့ဒီဝေဒနာအကြောင်းကိုပဲထက်ခါတလဲလဲပြောဆိုစဉ်းစားနေတတ်ကြပါတယ်။ဒါဟာယောဂကိုပို့ပြီးတော့ဆွဲကပ်ထားသလိုဖြစ်နေစေပါတယ်။ခေတီကွမ်မန်းဆိုတဲ့အမျိုးသမီးတဦးဟာရင်သားကင်ဆာယောဂကိုဘယ်လိုကုသတယ်လဲဆိုရင်သူဟာဓာတ်ရောင်ကြီးပြတာတွေစေးသွင်းတာတွေမလုပ်ဘဲနဲ့ရေမောခြင်းကိုပဲအသုံးချခဲ့ပါတယ်။သူဟာတနေ့လုံးဟာတာကားတွေကြည်တယ်ရေမောတယ်ပြီးတော့ငါ့ရဲ့ကျမ်းမာရေးအတွက်ကျေးဇူးတင်ပါတယ်လို့နေ့တိုင်းရွတ်ဆိုပါတယ်။၃ လကြာမှာတော့သူဟာကင်ဆာယောဂပျောက်ကင်းသွားခဲ့ပါတယ်။ကျုပ်တို့ရဲ့စိတ်ဟာခန္ဓာကိုယ်ကိုပြန်လည်ပြုပြင်နိုင်စွမ်းရှိပါတယ်။စိတ်ဖိစီးမှုဆိုတာအတွေးတစ်ခုကနေစတာပါ။အဲ့ဒီအတွေးကိုပျော်ရွှင်မှုနဲ့အစားထိုးလိုက်တဲ့အခါတင့်ရဲ့ဆဲတွေဟာပြန်လည်နှုတ်ပြိုလန်းဆန်းလာပါလိမ့်မယ်။စัจ java မှာအစွမ်းအထက်ဆုံးစကားနှလုံးရှိပါတယ်။အဲ့ဒါကတော့ငါသည်အိုင်းငမ်ပဲဖြစ်ပါတယ်။စကားလုံးရဲ့နောက်မှာသင်ကပ်လိုက်တဲ့စကားလုံးတိုင်းဟာသင်ဘွားရဲ့လက်တွေ့အဖြစ်အပျက်တွေဖြစ်လာပါလိမ့်မယ်။ငါကတော့အမြဲကန်ဆိုးတာပဲလို့ပြောရင်သင်ဟာကန်ဆိုးခြင်းကိုဖိတ်ခေါ်နေတာပါ။ငါသည်ကြွယ်ဝချမ်းသာသူဖြစ်သည်။ငါသည်ကျမ်းမာသူဖြစ်သည်။ငါသည်အောင်မြင်သူဖြစ်သည်လို့ပြောတဲ့အခါသင်ရဲ့စွမ်းအင်တွေကအဲ့ဒီအတိုင်းပြောင်းလဲသွားပါလိမ့်မယ်။သင်စိတ်ဟာယထာတစင်းလိုပါပဲ။အတိတ်ကအနာဂတ်ကိုဆွဲမလာပါစေနဲ့။အတိတ်မှာဘာတွေပဲဖြစ်ခဲ့အခုလက်ရှိအခိုက်အတန့်မှာသင်ဘွားရဲ့ကြောက်တင်မုန်းကိုအသစ်ပြန်ဖြတ်ပြီးတော့အသစ်ပြန်ရေးလို့ရပါတယ်။ The Secret ရဲ့နောက်ဆုံးလှုပ်ဝက်ချက်ကတော့ပျော်ရွှင်မှုကိုလိုက်ရှာဖို့မဟုတ်ဘဲနဲ့ပျော်ရွှင်မှုကနေစတင်ဖို့ပါပဲ။သင်ပျော်ရွှင်နေတဲ့အခါစัจ java တစ်ခုလုံးဟာသင်ကိုကူညီဖို့ဝိုင်းဝန်းလာပါလိမ့်မယ်။ကောင်းကင်ကကြဲတာယာတွေကဘာမြေကြီးရဲ့လဲပတ်မှုတွေအားလုံးဟာသင်အတွက်တည်ရှိနေတာပါ။သင်ဘွားရဲ့စုပ်ချက်ကိုသင်ကိုယ်တိုင်ဆွဲပါ။သင်ဘွားရဲ့ဇညွန်းကိုသင်ကိုယ်တိုင်ရေးပါ။ဒီလိုဝက်ချက်ကိုတည်သွားပြီဖြစ်တဲ့သင်ဟာယနေ့ကစပြီးတော့လူအင်စန္ဒာတိုင်းပြေးသွားတဲ့အံ့ဩစရာကောင်းတဲ့ဘဝအသစ်တစ်ခုကိုပိုင်ဆိုင်နိုင်ပါပြီ။နားဆင်ပေးကြတဲ့တငယ်ချင်းများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ဒီလိုဝက်ချက်များကိုသင်ဘဝမှာလက်တွေ့အသုံးချနိုင်ပြီးတော့အောင်မြင်ပျော်ရွှင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။